အားလုံးပဲမင်္ဂလာပါ Sport Time with Anna နေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒါလေးကခဏနေမှာရှင်မြန်စားတော့မယ် Arsenal နဲ့ Manchester City တို့ရဲ့ community ရှိမတိုင်ခင်မှာ Suzuki အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် Suzuki ဆိုလို့ကားအကြောင်းပြောမယ်မထင်နဲ့နော်ဂျပန်လက်ရွေးစင်အကိုသမား Suzuki အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ Suzuki လို့ပြောလိုက်ရင်ပရိသတ်တွေနဲ့အရန်ရင်းနှီးရဲ့ကစားသမားတော့ကိုသမားတော့ဟုတ်ချင်မှဟုတ်လိမ့်မယ်တချို့လူတွေတော့ဟုတ်လည်းဟုတ်မယ်ဘာလို့ဆိုအဓိကဒီ series A ပေါ့နော် Italy series A ကိုအားပေးနေတဲ့ပရိသတ်တွေဆိုရင်တော့ဒီပါမာနဲ့တွဲမြင်တဲ့ Suzuki ကိုတိကောင်းသိနိုင်တယ်နောက်တစ်ချက်ကကျတော့ပြီးခဲ့တဲ့ဒီ2026 World Cup မှာဂျပန်လက်ရွေးစင်အသင်းနဲ့လက်စွမ်းတွေပြခဲ့တဲ့ဂိုးသမား Suzuki ကိုသိရဆိုလို့ရှိရင်တော့ Suzuki ကဒါပရိသတ်တွေအတွက်စိတ်နဲ့ကစားသမားတော့မဟုတ်ဘူးအဲ့တော့ Suzuki ကြောင်းပါပြောမှာလေ Suzuki က PSG ရဲ့ကမ်းလှမ်းမှုကိုညှင်းပယ်ပြီးတော့အခုဆိုရင် Aston Villa ကိုရောက်ဖို့နှီးဆက်သွားတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ Suzuki နဲ့ Aston Villa အကြောင်းကိုမပြောခင်မှာဒါလေးက Suzuki အကြောင်းကိုအရင်ဆုံးနည်းနည်းလေးပြောပြပေးခြင်းနဲ့ Suzuki ကိုသတိထားမိရလေဥမာပါမာလို့အသင်းမှာတော့တိတ်သတိမထားပြီးမြဲဂျပန်လက်ရွေးစင်အသင်းနဲ့ပွဲထွက်လာတဲ့အခါမှာပရိသတ်တွေဒါသူ့ရဲ့ပထမဆုံး first time World Cup လည်းဖြစ်တယ်အဲ့တော့ဂျပန်လူမျိုးတွေကြားထဲမှာသူကလူမျိုးကြားတစ်ယောက်အနေနဲ့ဒါတွေ့ရတဲ့အချိန်မှာအားလုံးအတွက်ကတော့နည်းနည်းထူးဆန်းတယ်လို့တော့ဖြစ်ခဲ့တယ်ဒါပေမဲ့သူကဘာကြောင့်ဒီလိုမျိုးဂျပန်လက်ရွေးစင်အသင်းဖြစ်တာလဲဆိုတာကိုအရင်ဆုံးပြောပြမယ် Suzuki ကိုဆိုလို့ရှိရင် American ပြည်အောင်စု New Jersey ပြည်နယ် Newark မှာမွေးဖွားတယ်အဖေကဂါနာအမေကဂျပန်လူမျိုးဖြစ်တယ်ဒါပေမဲ့သူကဒီ American မှာမွေးရဆိုပေမဲ့ကြီးရတော့ဂျပန်နိုင်ငံမှာပဲကြီးရယ်ဆိုတော့ဂျပန်အမေကဂျပန်လူမျိုးဖြစ်တဲ့အတွက်ကြောင့်ဂျပန်မှာပဲဒါသူ့ရဲ့ professional life ကိုစခဲ့တယ်ဘောလုံးသမားစတာတော့ဂျပန် club ဖြစ်တဲ့ Urawa Red Diamond အသင်းနဲ့စတယ်ပြီးတော့ဒီအသင်းကြီးနဲ့ပေါ့နော်သူ join ခွင့်ရတယ်ပြီးသွားတဲ့အချိန်မှာသူ Belgian club အသင်းကိုအငှားချတယ်အဲ့ကနေမှ Serie club ဖြစ်တဲ့ Parma ကသူ့ကို2024မှာခေါ်တယ်ခေါ်ပြီးတော့ဒီ Parma နဲ့200ဒီကစားတဲ့အခါမှာသူတကယ်ကိုကောင်းတဲ့လက်စွမ်းကြီးပြတယ်လက်ရှိအသက်23နှစ်နဲ့မလိုက်တဲ့ experience နဲ့သူ့ရဲ့ performance တွေကြောင့်ပဲဒါသူ200ဒီတွဲမှာပွဲစဉ်58ပွဲထိပွဲထွက်ကစားခွင့်ရတယ်ပြီးတော့ Italy Serie A ရဲ့အကောင်းဆုံးဂိုးသမားစရင်းထဲမှာဝင်ခဲ့ရပေါ့နော်အဲ့ဒါကြောင့်ပဲဂျပန်လက်ရွေးစင်အသင်းကသူ့ကိုပြီးခဲ့တဲ့ World Cup တုန်းကဒါသူ့ရွေးချယ်တယ်ပထမဦးဆုံးသူ့ရဲ့ first time World Cup မှာလည်းသူလက်စွမ်းတွေပြတယ်ဂျပန်အသင်းနဲ့ဒါတော့မှဒါဂျပန်နဲ့ Brazil နဲ့ပြောမှဆိုရင် round of 32မှာဒါ Brazil ကိုရှုံးသွားလို့ဒါဂျပန်ကဒါအသင်းကနေထွက်သွားတကယ်တမ်းကျတော့ဂျပန်အသင်းရဲ့ကစားပုံကိုဒါပရိသတ်တွေအားလုံးရှင်နေဆွဲတဲ့အထိကိုရောက်ခဲ့တယ်ဆိုတော့ဒါထားပါအဲ့တော့ဂျပန်လက်ရွေးစင်အသင်းနဲ့လည်းပွဲထွက်ခွင့်ရပြီးတော့အခုနောက်ပိုင်းမှာတဖြည်းဖြည်းထွန်းတက်လာတဲ့အခု Suzuki ကဆိုလို့ရှိရင် PSG ရဲ့ကမ်းလှမ်းမှုတော့သူကညင်းပြီးတော့ Villa ကိုပဲသွားမယ်သူ့ရဲ့စိတ်ဆန္ဒဒီနွေရာသီ transfer မှာသူကဒီ Villa ကိုသွားကျင်တဲ့ဆန္ဒရှိပြီးသား Villa ကလည်းသူတို့ရဲ့ဂိုးသမားဖြစ်တဲ့ Martinez က Juventus က Martinez ကိုဒါကမ်းလှမ်းမှုလုပ်ထားတဲ့အတွက်ကြောင့် maybe Juventus ကိုဒီခုနပြောခဲ့တဲ့ Martinez ကရောက်ကောင်းရောက်သွားနိုင်တယ်ဆိုတော့ပြန်ပြီးတော့ Suzuki ဘက်ပြန်လှည့်မယ်ဆို Suzuki ကပြောင်းရွှေ့ခြင်းကိုအဲ့တော့အပါဝင်ဒါ Euro 35သန်းနဲ့ဒါပြောမယ်ဆို9နှစ်လောက်ရှိ2031ဆို9နှစ်သက်တမ်းရှိစာချုပ်ချုပ်ဆိုသွားဖို့အတွက်ရှိနေပြီဆိုတော့nearly ရောက်တော့မှာပေါ့နော်ရောက်ဖို့ရာခိုင်နှုန်းတော်တော်လေးကိုများနေပြီတစ်ဖက်ကလည်း Martinez ကအခု Monday မှာဒါ Villa အသင်းနဲ့သူကပြောမယ်ဆိုလို့ရှိရင်ခြေစမ်းပွဲတွေလက်ကျန်အခုဒီရာသီအတွက်ပေါ့နော်ပြောမယ်ဆို training ဆင်းရမယ်ဆိုတော့အဓိကကတော့ Martinez ခုနပြောတဲ့ Juventus ကိုရောက်ဖို့ကလည်း Juventus နဲ့ဒီငွေကြေးဆိုင်ရာညှိနှိုင်းမှုတွေကလုံနေရဲ့အဒီ Juventus က Martinez address ဆိုလို့ရှိရင်ပြောင်းရွှေ့ခြင်း10သန်းထိပေးချေဖို့ဆန္ဒရှိရဲ့အဲ့10သန်းထဲမှာဆိုလို့ရှိရင်ကနဦးပြောင်းရွှေ့ခြင်း Euro 9သန်းနဲ့အပိုစုခြင်း3သန်းပါဝင်မှာဖြစ်တယ်အဲ့တော့အဓိကအာဂျင်တီးနားရဲ့ဂိုးသမားဖြစ်တဲ့ Martinez အသက်အရွယ်တစ်ခုရလာပြီအဲ့တော့သူကဒီရာသီကြိုလေ့ကျင့်ရေးအစီအစဉ်ကို Monday မှာပူးပေါင်းရမယ်အဲ့တော့အဓိကကတော့ Juventus ကိုရောက်နိုင်ဖို့ကအလားလာပိုများနေတဲ့အနေအထားဖြစ်နေတဲ့အတွက်ကြောင့်ဒီတစ်ဖက်က Villa ကလည်းတကယ်သူတို့အသင်းကိုလိုလားလားနဲ့ရောက်ချင်နေပါတယ်ဆိုရဲ Suzuki ကိုခေါ်ယူဖို့အတွက်ငွေရေးကြေးရေးကအစ transfer ဒီ value ကအစပြီးလို့ရှိရင်ဒီစာချုပ်ချုပ်မဲ့ပေါ့နော်တက်တန်းနေရာစအကုန်လုံးညှိနှိုင်းပြီးတဲ့အခါမှာတေချာဘောက်ကတော့ Suzuki ကဒီအခု
Premier League ကိုရောက်လာဖို့များပြီအဲ့တော့ဒီ Italy Serie A မှာထွန်းတောက်ပြီးအခုတခါဒီ Premier League မှာထပ်ပြီးတော့ထွန်းတောက်မလားဂျပန်အသင်းနဲ့လည်းပြည်သက်တွေသတိထားမိခဲ့တဲ့ Suzuki ကတကယ်လို့များ Villa အသင်းကိုရောက်လာမယ်ဆိုလို့ရှိရင်ဘယ်လောက်ထိဆက်ပြီးတော့ထွန်းတောက်နိုင်ပါလဲလက်ရှိအသက်23နှစ်အရွယ်ရှိပြီဖြစ်တဲ့ဒီSuzuki အတွက်ကတော့ Martinez သာထွက်သွားခင်သူဒီ Aston Villa ရဲ့ first choice goalkeeper ဖြစ်လာနိုင်တဲ့ chance တွေအများကြီးရဲ့အဲ့တော့ရောက်လာဖို့ကလည်းရာခိုင်နှုန်းများရပေါ့နော်ဆိုတော့ Martinez ထွက်ခြင်းမထွက်ခြင်းထက်စာရင်အခုလက်ရှိမှာ Suzuki က Villa ကိုရောက်ရှိရမယ်ဆိုတဲ့အကြောင်းကခုနကမှသတင်းတက်လာတဲ့အတွက်ကြောင့်ဒါနဲ့ပတ်သက်ပြီးဒါလေးကတင်ဆက်ပေးခဲ့ရပဲဖြစ်ပါတယ်ဆိုတော့ခဏနေလဲဘောလုံးပွဲစားတော့မှာဆိုတော့ပြည်သက်တွေဘောလုံးပွဲဆက်ပြီးတော့ကြည့်ပါအခုလောလောဆယ်တော့ဒါလေးကကားမဟုတ်တဲ့ဂိုးသမား Suzuki Villa ကိုရောက်တော့မယ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးရပဲဖြစ်ပါတယ်ဆိုတော့ကြည့်ရှိခဲ့ကြတဲ့ပရိသတ်တွေအားလုံးလည်းကျေနပ်ကြမယ်လို့မျှော်လင့်မိပါတယ်ပြီးလို့ရှိရင်ဒီ community ရှိပွဲပြီးသွားရင်ဒါလေးကပွဲပြီးသုံးသပ်ချက်နဲ့အတူပြန်လာခဲ့ပါမယ်နောက်ဗီဒီယိုမှာပြန်လည်ပြီးဆုံတွေ့မယ်နော်